1890ခုနှစ်လန်ဒန်မြို့ရဲ့မြေအောက်ဘူတာအခုထဲမှာပိုးပစိုးထပ်ထပ်နဲ့မြန်မာအမတ်ကြီးတယောက်ကိုမြင်ရောင်ကြည့်လိုက်ပါသူကတော့ကင်းဝေမင်းကြီးဦးကောင်ပါကျွန်တော်တို့အမြဲကြားနေကြမင်းကြီးအမားနန်းတော်ပြတ်ဆိုတဲ့ဆွတ်ဆက်ချက်တွေရဲ့နောက်ွယ်မှာလူမသိသေးတဲ့တကယ့်သမိုင်းကြောင်းတစ်ခုရှိနေပါတယ်အဲ့ဒီခေတ်ကမြန်မာနန်းတွင်ဟာပြင်ပကဘာနဲ့အဆက်ပြတ်နေချိန်မှာမင်းကြီးဟာပထမဆုံးအကြိမ်ဥရောပကိုခြေချခွင့်ရခဲ့ပါတယ်သူလန်ဒန်ကိုရောက်တဲ့အခါကဘာပထမဆုံးမြေအောက်ရထားကိုစီးပြီးမြေအောက်မှာမီးရထားတွေတဝုံဝုံသွားနေတာဟာအမခန်းပဲလို့သူ့ရဲ့နေ့စဉ်မှတ်တမ်းမှာမြန်မာလိုပထမဆုံးမှတ်တမ်းတင်ခဲ့သူပါသူ့ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ် British တွေရဲ့နည်းပညာကိုအတူယူပြီးမြန်မာနိုင်ငံကိုခေတ်မီအောင်လုပ်ချင်တာပါဒါပေမဲ့ထူးခြားတာကသူဟာတန်တမာရေးရမှာနိုင်ငံတကာဥပဒေကိုအတုံးချပြီး British တွေရဲ့ကျူးကျော်မှုကိုဟန့်တာဖို့ကြိုးစားခဲ့တဲ့ပထမဆုံးမြန်မာပညာတတ်ဖြစ်နေတာပါပဲပြင်ထိတ်နိုင်ငံမှာဆိုရင်လေသူဟာနာပိုလီယန်3နဲ့တွေ့ဆုံပြီးမြန်မာမတ်အချုပ်ခေရအာဏာအတွက်ရှုပ်ဝက်တပေါ်တူညီချက်တွေကိုခက်ခက်ခဲခဲကြိုးစားခဲ့ပါတယ်သူဟာစာမန်ဝင်ကြီးတူမဟုတ်ပဲမြန်မာနိုင်ငံကိုကမ္ဘာမီပုံပေါ်မှာတန်းတူရည်တည်နိုင်အောင်ဘောပင်နဲ့တိုက်ပွဲဝင်ခဲ့တဲ့သူရဲ့ကောင်တူပါဒီနေ့ခေတ်မှာကင်းဝေမင်းကြီးကိုတစ္ဆာဖောက်လို့မြင်ကြမလားဒါမှမဟုတ်ခေတ်ရှည်ပြေလွယ်နဲ့မျိုးချစ်တယောက်လို့မြင်ကြမလားဒါကတော့တမိုင်းကိုတင်ဘလို့ရှုထောင့်ကကြည့်မလဲဆိုလာပေါ်မှာပဲမူတည်ပါတယ်နောက်ထပ်လူမသိသေးတဲ့တမိုင်းကြောင့်တွေသိချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့ဘူး